1986 ခုနှစ် ဧပြီလ 26 ရက်ယူကရိန်းနိုင်ငံရဲ့မြောက်ဘက်ပိုင်းဆိုဗီယက်ယူနီယံရဲ့အင်အားကြီးဆုံးနျူကလ িয়ার စက်ရုံတစ်ခုဖြစ်တဲ့ချာနိုပိုင်းအဲဒီချိန်ကဘရီရက်ဆိုတဲ့မြို့လေးဟာဆိုဗီယက်ရဲ့အနာဂတ်မြို့တော်လို့တောင်တင်စားခံခဲ့ရပါတယ်။အရာအားလုံးဟာအေဂျင့်နေခဲ့ပါတယ်။ဒါပေမဲ့မနက်အစောပိုင်းတနာရီနဲ့23မိနစ်45စက္ကန့်မှာဖြစ်ပျက်သွားခဲ့တဲ့အရာတစ်ခုကကမ္ဘာသမိုင်းကိုထာဝရပြောင်းလဲဖြစ်တော်မယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး။ဒီနေ့ကျွန်တော်တို့တင်ဆက်ပေးမှာကတော့တနာရီနဲ့23မိနစ်45စက္ကန့်ရဲ့လှုပ်ဝက်ချက်မျိုးပြကြီးများရဲ့အမှတ်တရဆိုတဲ့ channel ပိုင်းမှတ်တမ်းပဲဖြစ်ပါတယ်။ဘရီရက်မျိုးဟာအဲဒီချိန်ကအရန်ကိုခင်မိခဲ့တဲ့မျိုးတစ်မျိုးပါ။လူရင်း9000နီးပါးနေထိုင်ပြီးတော့ဗျမ်းများတဲ့ရွယ်က26နှစ်ပဲရှိပါသေးတယ်။လူငယ်တွေကလေးငယ်တွေနဲ့ပြည့်နေနေတဲ့ဒီမျိုးဟာ channel ပိုင်း nuclear စက်ရုံမှာအလုံးလုံးနေတဲ့ပညာရှင်တွေအတွက်ဖန်တီးပေးထားခဲ့တဲ့ project တစ်ခုပါပဲ။ဒါပေမဲ့စက်ရုံရဲ့စတုတ္ထမြောက် reactor နံပါတ်4မှာပြုလုပ်ဖို့စီစဉ်ထားတဲ့ဘေးကင်းလုံခြုံရေးစံတမှုတစ်ခုကနေအလွဲချော်တွေစတင်ပါတော့တယ်။အဓိကရွေချက်ကတော့စက်ရုံမှာမတော်တဆလှည့်စစ်မီပြတ်တော့သွားခဲ့ရင်တာဘိုင်နာတွေရဲ့အရှိန်နဲ့ကြန့်ရှိနေတဲ့စွမ်းအင်ကဒီအေးဘီလျက်စစ်တွေကိုဘလောက်ကြာကြာလဲပတ်နိုင်မလဲဆိုတာကိုသိချင်တာပါ။ဒီနေ့ခေတ်မှာတော့နျူကလ িয়ার စက်ရုံတွေမှာဒီလိုစမ်းသပ်မှုမျိုးကိုကွန်ပျူတာ simulation တွေနဲ့အချိန်ချင်းစမ်းသပ်ပြီးမှလက်တွေ့လှုပ်ဆောင်လေးရှိပါတယ်။အဲဒီတုန်းကလိုမျိုးလူသားတွေရဲ့ခံမှန်းချက်သက်သက်နဲ့အန်ရများတဲ့စက်ကရိယာတွေကိုဓာတ်ရိုက်ကန်တွေတာမျိုးတော့အလွန်နှဲပါသွားပါပြီ။စမ်းသပ်မှုကိုတကယ်တော့ဧပြီလ25ရက်နေ့လယ်ပိုင်းမှာလုပ်ဖို့စီစဉ်ထားတာပါ။ဒါပေမဲ့လျှက်စစ်လိုအပ်ချက်ကြောင့်အထက်ကအမိန့်အရစမ်းသပ်မှုကိုရွှေ့ဆိုင်းခဲ့ရပါတယ်။ဒါဟာပထမဆုံးတော့အမှားပါပဲ။ဘာလို့လဲဆိုတော့ညာဆိုင်မှာအလုပ်လုပ်တဲ့ operator တွေဟာဒီစမ်းသပ်မှုအကြောင်းကိုကောင်းကောင်းနားမလည်ကြသလိုလေ့ကျင့်မှုတွေလည်းမရှိခဲ့ကြလို့ပါ။ည12နာရီကျော်တဲ့ခါမှာတော့ reactor ရဲ့စွမ်းအင်ပမာဏကိုရှော့ချခဲ့ပါတယ်။ဒါပေမဲ့ reactor ဟာမမျှော်လင့်မဲ့တဲ့ zero poisoning လို့ခေါ်တဲ့အခြေအနေကြောင့်ပဲစွမ်းအင်က3ညနီးပါးအထိကိုတည်တည်သာသာကျဆင်းသွားခဲ့ပါတယ်။အဲဒီအချိန်မှာအလုတ်တာဝန်ခံ Anatoly ကစမ်းသပ်မှုကိုမယင်မနာပဲ reactor ရဲ့စွမ်းအင်ပမာဏကိုပြန်တက်လာအောင်လို့ထိန်းချုပ်တံတွေကိုအကုန်လုံးနီးပါးဆွဲထုတ်လိုက်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါဟာဘုံတစ်လုံးကိုမီးစားနဲ့တိုးလိုက်တာနဲ့အတူတူပါပဲ။ reactor တွေထဲမှာကြောက်စရာကောင်းတဲ့ဖိအားတွေကစတင်တိဆောက်လာပါတော့တယ်။စက္ကန့်ပိုင်းတွင်းမှာပဲ reactor ရဲ့အခြေအနေကထိမ့်မနိုင်သိမ့်မနိုင်ဖြစ်လာပါတယ်။စူပွန်နေတဲ့ရင်သွေးငွေတွေက reactor ကိုတွန်းကန်လာပါပြီ။တနာရီနဲ့23မိနစ်40စက္ကန့်မှာတော့တာဝန်ရှိသူတွေကအရေးပေါ်ခလုတ်ဖြစ်တဲ့ ASF5 ကိုနှိပ်လိုက်ကြပါတယ်။ ASF5 ဆိုတာကတော့ reactor ကိုချက်တင်ရက်တန့်စေဖို့အတွက်ထိန်းချုပ်နယ်တွေအားလုံးကိုစက်ထဲကိုပြန်ထည့်လိုက်တဲ့စနစ်ပါ။ဒါပေမဲ့ဆိုဗီယက်ရဲ့ reactor တွေမှာဒီဇိုင်းမှအားနည်းချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ထိန်းချုပ်တံတွေရဲ့ထိပ်ပြမှာ graphite တွေတက်ဆင်ထားတာပါ။ graphite ဟာနျူကလ িয়ার ဓာတ်ပြုမှုတွေကိုပိုပြီးတော့မျက်စံစေပါတယ်။အဲဒီ45စက္ကန့်မှာ reactor တွေကိုရက်တန့်မှုထည့်လိုက်တဲ့အရာတွေက reactor တွေကိုပိုပြီးတော့ပြင်းထန်တဲ့ပောက်ကွဲမှုတွေကိုတွန်းပို့လိုက်ပါတယ်။ reactor နံပါတ်4ရဲ့တန်ချိန်2000ကျော်ရှိတဲ့အပေါ်ဖုံးချက်ကြီးလွင့်ထွက်သွားပြီးတော့ကောင်းကင်ယံကိုတောက်ပတဲ့ရောင်စိမ်းတန်းကြီးတစ်ခုတက်သွားပါတယ်။အဲ့ဒါဟာလှပတဲ့အလင်းနဲ့မဟုတ်ပဲကဘာကြီးကိုတက်ပြတ်မဲ့ရေဒီယိုတတိကျအမှုန်မားတွေပဲဖြစ်ပါတယ်။ဒီနေ့ခေတ်နျူကလ িয়ার ဒီဇိုင်းတွေမှာ ASF5 လိုမျိုးအရေးပေါ်စနစ်တွေအား phase C လို့ခေါ်တဲ့ဘာမှပဲဖြစ်ဖြစ်ပေါက်ကွဲမှုစီကိုဥမတီပဲလုံးဝငြိမ်သွားတဲ့နည်းပညာတွေကိုသုံးစွဲထားတာကြောင့် channel ပိုင်းလိုမျိုးဖြစ်နိုင်ခြေကတော့မရှိသလောက်နှဲပါသွားပြီဖြစ်ပါတယ်။ပေါက်ကွဲမှုဖြစ်ပြီးမိနစ်ပိုင်းတွင်မှာစိတ်ုံတာဝန်ရှိသူတွေကအမှန်တရားကိုလက်မခံပဲညှင်းဆိုခဲ့ကြပါတယ်။ reactor ပေါက်ကွဲတာမဟုတ်ပါဘူးတိုင်ကင်တစ်ခုပေါက်တာလို့အထက်ကိုသတင်းပို့ခဲ့ကြပါတယ်။ရေဒီယိုတတိကျတိုင်းတာတဲ့ဆက်သေးလေးတွေကအမြင့်ဆုံးပမာဏကိုပြနေပြီမဲ့ဆက်ပြတ်နေတာလို့ပဲလှည့်စားခဲ့ကြပါတယ်။မိသက်သမားတွေကဘာကာကွယ်ရေးဝစ်စုံမှမပါပဲပေါက်ကွဲနေတဲ့ reactor နားကိုသွားခဲ့ကြပါတယ်။သူတို့ထိမိနေတဲ့အရာတွေကတာမန်မီးလောင်ထားတဲ့အပိုင်းစာတွေမဟုတ်ပဲ graphite တွေဖြစ်နေတာကိုသူတို့မသိခဲ့ကြပါဘူး။မိသက်သမားတယောက်ဟာလမ်းပေါ်က graphite တုံးကိုကောက်ကင်လိုက်တဲ့အခါသူ့ရဲ့လက်ဟာစက္ကန့်ပိုင်းတွင်ရေပြားတွေကကွာကျလာပြီးတော့ကိုရင်းအင်္ဂါတွေကရေပျော်ကျလာပါတယ်။ဒါဟာသမိုင်းမှာအကြောက်စရာကောင်းဆုံးသောအတန်တိတ်လူသက်သမားစတင်လှုပ်တဲ့ချိန်မှာပဲ။ဒီဘက်မျိုးသူမျိုးသားတွေကတော့အခြေအနေကိုမသိဘဲနဲ့တင်မင်းတရားပေါ်ကိုတက်ပြီးတော့မီးလောင်နေတာကိုကြည့်ခဲ့ကြပါတယ်။ခေါင်းငင်ကနေကြားလာတဲ့ရေဒီယိုတတိကျပြာတွေကိုတော့နှင်းမွေနေလို့သဘောထားပြီးကစားခဲ့ကြတဲ့ကလင်းငယ်တွေဟာနောက်ပိုင်းမှာတော့ကင်ဆာရောဂါနဲ့တည်ဆုံခဲ့ရပါတယ်။ကွဲမှုဖြစ်ပြီးတော့36နာရီအကြာမှာတော့ preview မျိုးကိုစွန့်ခွာဖို့အမိန့်ထွက်လာပါတယ်။ယာယီပဲစွန့်ခွာလာဖြစ်လို့အရေးကြီးတဲ့ပစ္စည်းတွေကိုယူလာပါဆိုတဲ့ဘိုးဆိုးရရဲ့ကြေညာချက်ဟာမြို့သားတွေအတွက်နောက်ဆုံးသောနှုတ်ဆက်စကားဖြစ်ခဲ့ပါတယ်။ဗစကားစီပေါင်း1200ကျော်ဟာမြို့ထဲကိုဝင်လာပြီးတော့
လူပေါင်း9000နီးပါးကိုတင်ဆောင်ပြီးခြားနေရာတွေကိုပို့ဆောင်ခဲ့ကြပါတယ်။အိမ်မွေးတိရစ္ဆာန်တွေကိုထားခဲ့ခိုင်းတာကသူတို့ရဲ့ခန္ဓာကိုယ်မှာကန့်ညီနေတဲ့ရေဒီယိုတက်တိကျအမှုန်တွေကြောင့်ပါ။အိမ်သူအိမ်သားတွေအဝေးကိုထွက်သွားတဲ့အချိန်နောက်ကနေပြေးလိုက်လာတဲ့ခွေးလေးတွေရဲ့ငိုတန်တွေကအဲဒီမျိုးရဲ့အကြီးတန်းစရာအတန်တွေဖြစ်လာပါတယ်။အဲဒီအချိန်မှာပဲပောက်ကွဲနေတဲ့ရီဒါတွေကိုမင်းငိမ့်သက်ဖို့အတွက်ရှင်းလင်းရေးသမားလို့ခေါ်တဲ့လူပေါင်း6သိန်းကျော်ကိုဆိုဗီယက်တဝန်ကနေခေါ်ယူခဲ့ပါတယ်။မြေလူသမားတွေစစ်သားတွေရဟတ်ရင်မောင်းတွေကဘာကာကွယ်မှမပါပဲဒီတဲရောင်ကြီးတင့်နေတဲ့နေရာတွေကိုတွားခဲ့ရပါတယ်။ထူးခြားတာကသူတို့ကကဘာကြီးကိုကယ်တင်ခဲ့ကြတာပါ။ရီဒါအောက်ကရေကန်တွေကိုလောင်စာတွေစီးကျသွားရင်နောက်ထပ်အစာပေါင်းများစွာပိုပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်လာတဲ့အတွက်ရင်ကုတ်သမား3ယောက်ကတေဘေးကိုရင်ဆိုင်ပြီးတော့ရေစုရှင်တွေကိုတွားဖွင့်ခဲ့ရပါတယ်။ဒီနေ့ခေတ်မှာတော့ဒီလိုအနေရှိတဲ့နေရာတွေကိုလူတွေစား drone တွေ robot တွေကိုအသုံးချပြီးတော့ကင်တွယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကချန်နိုပိုင်းမှာတော့စက်ရုပ်တွေတောင်ဒဲအောင်ကြီးပြင်ရကြောင်းပျက်စီးသွားတဲ့အတွက်လူသက်တွေကိုပဲဗဒနာထားပြီးတော့သုံးခဲ့ရပါတယ်။ချန်နိုဘတ်ပောက်ကွဲမှုကဆိုဗီယက်ယူနီယံအတွက်အရှက်ရစရာဖြစ်ခဲ့သလိုသူတို့ရဲ့နျူကလ িয়ার နည်းပညာအားနည်းချက်တွေကိုဖုံးကွယ်ဖို့စွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်ဘယ်လီလီကဆော့ကတော့မှန်တရားကိုသိကျင်ခဲ့တဲ့သူပါ။သူကရေဒါရီထဲမှာဘာတွေကိုတကယ်ဖြစ်ခဲ့တယ်လဲဆိုတာကိုရှာဖွေရင်းနဲ့ပဲဆိုဗီယက်ရဲ့စနစ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုဖော်ထုတ်ခဲ့ပါတယ်။သူသိခဲ့ရတာကအစိုးရဟာရေဒါရီထဲမှာဒီဇိုင်းမန်ဆိုင်ရာချိုးရင်းချက်တွေရှိနေတာကိုအရင်တည်းကသိထားခဲ့ပေမဲ့ကုန်ကြစိတ်သက်သာဖို့နဲ့ပုံရိပ်မကြစင်းစေဖို့အတွက်လှုပ်ဝက်ထားခဲ့တာဖြစ်ပါတယ်။1989ခုနှစ်မှာတော့ပြုလုပ်ခဲ့တဲ့တရားခွင်မှာတော့တာဝန်ရှိသူတွေကိုထောင်ဒဏ်တွေချမှတ်ခဲ့ပေမဲ့တကယ်တရားခံကတော့ဆိုဗီယက်အစိုးရရဲ့လှုပ်ဝက်ချက်ဖုံးကွယ်တဲ့စနစ်ပဲဖြစ်ပါတယ်။ဇက်သိမ်းပိုင်းမှာတော့လီဂါဆော့ကပောက်ကွဲမှုဖြစ်ပြီးတော့နှစ်နှစ်ပြည့်တဲ့နေ့မှာပဲသူ့ရဲ့တွေ့ရှိချက်တွေကိုအတန်သင်းသွားခဲ့ပြီးတော့ကိုအဆုံးစီရင်သွားခဲ့ပါတယ်။သူ့ရဲ့ဒီလိုလုပ်ရက်ကကဘာကိုအမှန်တရားပြောဖို့လမ်းစာဖြစ်လာခဲ့ပါတယ်။ဒီနေ့ချိန်မှာတော့ Channel 5ဟာကန့်သက်ဆုံးဖြစ်ရှိနေသေးပါ။ Brisbane နဲ့ Privet မြို့တွေဟာတစ်ပင်တွေလွှမ်းမိုးထားတဲ့မြို့ပြကြီးတွေဖြစ်ကုန်ပါပြီ။ဒေါ်ရန်ဒိဆန်တွေဖြစ်တဲ့မြေရိုင်းတွေဝင်းမလီတွေဟာလူမရှိတဲ့ဒီနေရာမှာပေါ်များလာပါတယ်။ဒါဟာသဘာဝတရားကလူသားတွေရဲ့အမှာကိုပြန်လည်ကူစားနေတဲ့ပုံရိပ်တစ်ခုပါ။အခုချိန်မှာ Radar နံပါတ်4ကိုတော့ Saga Ficket လို့ခေါ်တဲ့အတံမိကာယံကြီးတွေနဲ့အုပ်ထားရပါတယ်။ဒါပေမဲ့အထက်ကရေဒီယိုတက်တူကြမှုတွေကတော့နှစ်ပေါင်းတောင်းနဲ့ချီပြီးတော့ကြန့်ရှိနေအောင်ပါပါ။ခြာလိုပိုင်းကနေရလိုက်တဲ့သင်ခန်းစာကတော့သိမဲ့ပညာကမှားရင်ပြင်လို့ရပါမယ်။အုပ်ချုပ်သူတွေရဲ့လိမ်လည်မှုကတော့တိုင်းပြည်တစ်ခုလုံးကိုပျက်စီးပစ်နိုင်တယ်ဆိုတာပါပဲ။အခုချိန်မှာလူသားတွေကနျူကလ িয়ার စွမ်းအင်ကိုပုံမဘေးကင်းအောင်သုံးစွဲနေကြပေမဲ့ခြာနိုပိုင်းဆိုတဲ့အမည်ကတော့လူသားတွေရဲ့မာနနဲ့ပေါ်ဆမှုကိုတတိပေးနေတဲ့သင်္ကေတအဖြစ်ထာဝရတည်ရှိနေအောင်မှာဖြစ်ပါတယ်။ယနေ့ခေတ်ဆိုရှယ်မီဒီယာခေတ်မှာဘလို့အမှားယွင်းကြီးမဆိုဖျောက်ထားဖို့မလွယ်ဘူးတော့ပါဘူး။ဒီချက်လက်တွေကစက္ကန့်ပိုင်းတွေပြည့်နေသွားတတ်တာကြောင့်အစိုးရတွေနဲ့ကုမ္ပဏီတွေဟာခြာနိုပိုင်းကထပ်ပို့ပြီးတော့ပုံလင်းမြင်သာမှုရှိလာကြပါတယ်။ဒါဟာကျွန်တော်တို့သမိုင်းကနေတင်ယူလိုက်တဲ့အရေးကြီးဆုံးသင်ခန်းစာတစ်ခုပါပဲ။ကျေးဇူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သမိုင်းရဲ့လိုဝက်ချက်တွေကိုစိတ်ဝင်စားရင် channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်။